င်းလေးလင်းချိန်စာမိုးချုပ်ကြည့်တိုင်းပါ Cherry FM တောင်ရမြူကိုနဲ့မိုးတိမ်ကြတို့ရဲ့နေစင်ဘဝ Cherry FM လူငယ်လူကြီးနဲ့ကလေးမကြမ်းပါမိသားစုနာဆင်ရ Cherry FM နေရဒေသနာစီဝင်လာတူတရတာများ Cherry FM ချင်းနဲ့တဲ့တွေလေးတဲ့မှာဝေးကွာချင်းကိုဖြတ်တန်းကရောက်ခဲ့လေမိတ်ဆွေများလူချင်းမတွေ့တာခုတော့တို့ရဆုံးစီရရှမ်းကုန်းမြင်းမြေတောင်တန်းပြညာတညာပါလာပါကပါလာပါကပါတလီယပျော်ရွှင်ခြင်းများမောင်နှမအရင်ချစိတ်လေးထားတွေ့ခြင်းတွေလက်တွဲမြဲမှာချစ်တဲ့မြမပြေလာပါမှာအားလုံးအတူတူနှွေပျော်ပါစို့လားတို့ရဲ့ cherry ပွဲတော်ညလေးမှာနေ့တစ်ခါတော့ရလို့လာချိန်မှာအပြုံးလေးနဲ့ပေါ်ရွေးစွာလမ်းလို့ကြိုတဲ့ခါရေထွေးမှုလေးနဲ့တူကန်စားအမြဲတမ်းစင်ကြောက်လာကျေးဇူးတင်မြတ်ပါ Cherry ရိမ်အောင်မရင်းနေကြသူများအားလုံးရဲ့စိတ်တွေဟာတသားလေးပါ လာပါကပါလာပါကပါတလီယပျော်ရွှင်ခြင်းများမောင်နှမအရင်ချစိတ်လေးထားတွေ့ခြင်းတွေလက်တွဲမြဲမှာချစ်တဲ့မြမပြေလာပါမှာအားလုံးအတူတူနှွေပျော်ပါစို့လားတို့ရဲ့ cherry ပွဲတော်ညလေးမှာหมอกอนFM เล่ผู้ถ่อมยินข่าวเขามีหิมสำกันมากกูข้าวยามอยู่ค่ะอ๋อเมื่อนามาก็ดีมีหิมสำกันสิสำใจกันกว่ากูข้าวยามอยู่ค่ะอ๋อပျော်ပါစို့လားတို့ရဲ့ cherry ပွဲတော်ညလေးမှာတောင်စင်တောင်တန်းတွေပေါ်ကစားမြေပြည့်စီဆုံးစင်းကတို့နာမှာထားရပါ